တူတူလေးတို့ရေဆမ်မီတို့ကသူတို့ရဲ့ပင်လယ်ကဘာကနေကြိုးစိုးနေပါပြီဆမ်မီဆိုတာကတော့ညံကောင်းပြီးတငယ်ချင်းတွေကိုအရန်ချစ်တတ်တဲ့လေကလေးပေါ့ငါတို့ဒီနေရာကိုကြိုက်တယ်ပြောကြမယ်လေပျော်ပါလားပြီးတော့လေဒီသမုတ်တရားကြီးထဲမှာကျွန်တော်တငယ်ချင်းနဲ့ကျွန်တော်ဟာအန်ရီလေးအများကြီးကြုံပြီးမှတိတ်ကောင်းတဲ့ဒီနေရာလေးကိုတွေ့ခဲ့တာပေါ့ဆမ်မီနဲ့သူ့ရဲ့တငယ်ချင်းတွေကတန်နာကြောက်တန်းတွေလာနေထိုင်ရင်နေ့စဉ်ကြောက်ဖြတ်ကြတဲ့စူဇန်ကန်းလေးတွေအကြောင်းကိုလေကလေးဆမ်မီပင်လယ်ကဘာဆိုတဲ့မြန်မာစကားပြောကာတွန်းစီရီးစ်လေးမှာစောင့်မျှော်ကြည့်ရှုနိုင်ပါပြီကျူနာဘာလို့ဘာလို့ကြမလဲကြောက်စရာPlus ပို့တူ channel တစ်ခုထဲမှာပဲပြသပေးသွားမှာမို့လို့ဆက်ဆက်စောင့်ကြည့်ကြဖို့မမေ့ကြနဲ့နော်တော့စီးတဲ့ပို့ပြီးဟာသူ့ရှယ် plus တက်လာတက်တိုးပြီး Canal Plus ဆက်ကို15000နဲ့ရယူလိုက်ပါ